Rio, hi. Oh, hi. Long time no Yes, see. long time no see, bro. Hey, did you get the job? Oh, yes, I got the job. Yes. Well, that's good news. How much did you earn? What did you just say? I said, how much money they give you? You know, this is unprofessional. Bro, literally just say I'm professional. Oh my god, what is your accent? Oh my god, bro. I want to hear that again, so tell me again. Did you tell again? Just we tell again. For real? Make American For great real again. Well, so the video ထဲမှာအဓိကပြောချင်တဲ့အကြောင်းကတော့အဲ့ဒါမဟုတ်ဘူးပေါ့နော် so Burmese SM က slip up ဖြစ်တတ်တာ real လည်းဖြစ်တတ်တယ် လူတိုင်းလည်းဖြစ်တယ်ပေါ့ so that's not a problem so အဓိက problem ကဘာလဲဆို real ခုနကပြသွား video real ခုနကလောက်ထား video တွေထဲမှာပေါ့နော် so အဓိကဘာလဲဆိုတော့ real လူတယောက်တွေ့တဲ့အချိန်မှာပေါ့နော်မမေးတဲ့နဲ့မေးခွန်းတွေရှိရ so ethic ရှိရတဲ့ပုံစံပေါ့လူတယောက်နဲ့တယောက်မေးတဲ့နဲ့မေးခွန်းရှိရမမေးတဲ့နဲ့မေးခွန်းရှိရ so အဲ့လိုမျိုး ethical ကြလူတယောက်ကိုမေးခွန်းမေးမယ်ဆိုလို့ရှိရင်ဘယ်မေးခွန်းနေမေးတဲ့လဲမေးတဲ့နာဆိုတဲ့ real မေးတဲ့နဲ့ဟာတွေကိုပြပြပါမယ် so ဒီနေ့ video လေးကတော့လူတွေကိုမမေးတဲ့နဲ့မေးခွန်းလေးအကြောင်းကိုပြပြတော့မှာဖြစ်ပါတယ် so နံပါတ်1မေးခွန်းကတော့ real တို့အနေနဲ့မေးတဲ့နာကတော့ income နဲ့ပတ်သက်တဲ့မေးခွန်းတွေပါ income ဆိုတာ real ရဲ့ဝင်ငွေတွေကိုပြောတာပါ so အဲ့တော့လူတယောက်ကအလုပ်လုပ်တဲ့အချိန်မှာသူတို့ကဒီအလုပ်မှာပျော်သလားမပျော်ဘူးလားဒါအရေးကြီးဆုံးဖြစ်တယ် so income နေတာများတာကတခါနာပေါ့နော်အဲ့ဒါသူ့ဖက်နေသူ့ရဲ့အပိုင်းဖြစ်မယ် तू က open up လောက်လာရင်ကိစ္စမရှိဘူးဒါပေမဲ့ကိုကနေပြီးတော့မှနေလားခဘလောက်ရလဲဝင်ငွေကောင်းလားကိုကအဲ့ဝင်ငွေသူ့ရဲ့ဝင်ငွေကိုတခြားသူရဲ့အလုပ်နဲ့တွားပြီးနိုင်ရှင်တာ so ဒါကတော့လုံးဝမလုပ်တဲ့အရာတွေမှာပါတယ်ပေါ့ အော် तू ကလောက်ရလားအော်အင်္ဂါတငယ်ချင်းတယောက်ကတော့အဲ့မှာလောက်တယ်လေ तू ကတော့ဘယ်လောက်ရရဲ no အဲ့လိုမျိုးမပြောရအောင်ဘာဖြစ်လို့လဲဆိုအဲ့လိုမျိုးပြောလိုက်ခြင်းအပြင်ဒီလူတယောက်ကိုတိတ်ငယ်စိတ်ဝင်သွားအောင်လုပ်ပေးနိုင်တဲ့မေးခွန်းလည်းဖြစ်နိုင်တယ်လို့တနည်းအားဖြင့်ဒီအရာကတခြားသူရဲ့အဲ့လိုမျိုးဒီအလုပ်ပေါ်မှာစိတ်ချနေနေမှုကိုရော့သွားစေရလည်းဖြစ်နိုင်တယ်ပေါ့ so သူ့အနေနဲ့ open up လုပ်ပြီးတော့ तू ကမပြောပါဘူးဒါဖြစ်လို့ဆိုပြီးတော့ကိုအချိန်ဉာဏ်ပေးရင်းနဲ့သူ့ဘက်ကဖွင့်ဟလာလို့ကိုကပြန်ပြီးsuggestion ပေးတာက is not a problem ကွာတိလားဒါပေမဲ့ကိုကနေပြီးတော့မှအဲ့လူတယောက်ကိုနင်က income ဘလောက်ရလဲဟင်းနည်းနည်းလေးပဲပြများလေးပဲ no we don't have a right to judge them အဲ့လိုမျိုးသွားပြီးတော့ judge လုပ်ဖို့အတွက် real မှာ rights မရှိဘူးသူတို့ဒီသူရဲ့ life မှာသူတို့ဖယ်နေသူတို့နေရဖြစ်တဲ့အတွက်မလို့သူတို့ပျော်ရွှင်နေသေးရင်အဆင်ပြေကဲသူတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ mentally ရ drain လာရဲတခုခုအဆင်မပြေလာဘူးဆိုလို့ရှိရင်တော့ real ကသူတို့ကိုဘာလုပ်ပေးရမလဲဆိုတော့အားပေးအများလုပ်ပေးရမယ်ပေါ့ so အဲ့လောက်ပါပဲရတဲ့ခုကကျတော့နည်းနည်းsensitive ဖြစ်တဲ့ topic ထဲမှာပါတယ်ပေါ့ so sensitive ဖြစ်တဲ့ topic တွေကို review ရှောင်ရမယ်အဲ့လိုမျိုးမိခွန်းတွေကိုလည်းမေးရအောင်ရှောင်ပြရမယ်ပေါ့တတ်နိုင်ဆုံးတော့ရှောင်ပေါ့နော်အကယ်ဒီအရာကဒီလူနဲ့ပြောဖို့ comfortable ဖြစ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးသူတို့ဖြင့်ဘယ်လိုမျိုးမိခွန်းတွေလဲ political နိုင်ငံရေးနဲ့ဆိုင်တဲ့မိခွန်းတွေဖြစ်မယ်ပြီး religion ဘာသာရေးနဲ့ပတ်သက်တဲ့မိခွန်းတွေအမလီကိုမမေးရဘူးပေါ့နော်ဆိုအဲ့လိုမျိုးဥမာဖြင့်ဗုဒ္ဓဘာသာကိုကိုးကွယ်ရလားဟုတ်တယ်အဲ့လောက်ကကိစ္စမရှိဘူးဘာလို့ဗုဒ္ဓဘာသာကိုကိုးကွယ်ရလဲသူများရတလို့ပြောရလေဆိုပြီးတော့အဲ့လိုမျိုးမိခွန်းတွေမေးရချိန်မှာ maybe we are more curious กว่าအရန်ကိုတီးချင်နေလို့မေးရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ခါလီကြလို့ရှင်ဒါကတခြားလူအနေနဲ့အမြင်ဆောင်သွားနိုင်တယ်အခြေအနေမှာရှိရပေါ့ဆိုရတော့ကိုကစကလုံးလှသုံးပြီးတော့မင်းတော့ပိုကောင်းမယ်တတ်နိုင်သမျှတော့စကားပြောတဲ့အချိန်မှာကိုနဲ့ရင်းနှီးရသူဖြစ်နေခဲ့ရင်တော့မှဒီလို sensitive ဖြစ်တဲ့ topic တွေကိုရှောင်ပြီးတော့ပြောတာပိုကောင်းပါတယ်ခုကကြာ Rio တို့ရဲ့ gender တွေပြီးဆိုလို့ရှင် Rio တို့ရဲ့ relationship status တွေနဲ့ပတ်သက်တဲ့မိခွန်းတွေပြီး family နဲ့ပတ်သက်တဲ့မိခွန်းတွေဆိုအဲ့လိုမျိုးတွေကိုမမေးရအောင်ပေါ့so ဥမာဖြင့်family case ကို Rio နည်းနည်းပြောပြမယ်ပေါ့ so တချို့တော့မိသားစုတွေမှာဆိုလို့ရှင် family issue လေးရှိတတ်တယ် so အဲ့လိုမျိုးဆိုလို့ရှင်ကိုကအရင် curious ဖြစ်ပြီးတော့ဘယ်လိုလဲအဲ့လိုမျိုးကြီးတော့မေးလိုက်လို့မရဘူးကွာဒီလားအဲ့လိုဖေမီကဘယ်လိုမျိုးလဲဆို divorce ဖြစ်တယ် so divorce ဖြစ်ပြီး so ဒါကတော့မှဒါတလောက်မေးရအောင်မှဒါတော်တော်လေးတရားလွတ်နေလို့ Rio တို့ပြောရတာ analytical ဖြစ်နေပြီပေါ့နော် so ဒါပေမဲ့လည်းကိုမေးလိုက်တာတော့ဖြည့်လိုက်တယ်ဆိုရင်ကိစ္စမရှိဘူးဒါပေမဲ့မမေးနဲ့ဘာလို့ဆိုတော့ဒါသူတရား personal ဖြစ်တယ်သူ့အနေနဲ့မဖြည့်တဲ့ကိစ္စလည်းဖြစ်ကောင်းဖြစ်နိုင်တယ် so ဒီအရာကကိုကလူတယောက်နဲ့ relationship တည်ဆောက်မယ်ဆိုတဲ့နေရာမှာ relationship ဆိုတဲ့နေရာမှာ friendship လည်းဖြစ်နိုင်တယ်တခြားသော relationship တွေတခြားသောကိုနဲ့colleague ဖြစ်တဲ့လုပ်ငန်းက partner အသစ်တွေလည်းဖြစ်နိုင်တယ် so ဒီလူရဲ့အားလုံးကိုလူမျိုးမေးခွန်းတွေကိုတတ်နိုင်သမျှရှောင်ဘာဖြစ်လို့လဲဆိုလူမျိုးရှောင်လိုက်ခြင်းအဖြစ်နဲ့ Rio တို့ကလူမျိုးမေးခွန်းချမလို့ကိုကရေရှည်လောက်ရမယ့်တောင်သူတို့တွေနဲ့အလုပ်ကြီးလောက်ရမယ့်အချိန်မှာအခက်အခဲဒီဂျားထဲမှာတယောက်နဲ့တယောက်အဆင်မပြေမျိုးတွေဖြစ်လာနိုင်တယ်ပေါ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဆိုတော့ဒါလူတွေမေးတဲ့ရေဘူးရအဖြစ်တော့မေးခွန်းနေပေါ့နော်စကားလေးတွေကိုပြပြထားခြင်းပါတယ် so see you in next video if you want to see more related about this kind of topic please follow and like my channel thank you very much it's Rio